နော်ကျွန်တော်တို့ဒီ snow breeze sweater လေးကလေပြီးမလို့လည်းမပြီးနိုင်သေးဘာလို့မပြီးနိုင်သေးလို့ပြောရလဲဆိုတော့ကျွန်မကပေါ့နော်ဝစ်ကြည့်လိုက်တဲ့အချိန်မှာဒီလက်နားလေးမှာကွာဒီပခုံးရင်းဒီပေါ့နော်ရှေ့ချမ်းအမွှေးနဲ့အနောက်ချမ်းအမွှေးကိုကြားမှာကျွန်မတို့အဖြူလေးလုပ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာဝစ်ကြည့်လိုက်တော့ဘလို့လေးကပိုလှနေလဲဆိုတော့ပေါ့နော်ကျွန်မဒီဘက်မှာလှုပ်ထားပြီးဒီလိုမျိုးလေးဆက်လိုက်တာလေဟိုဘက်ရဲ့ဒီရှေ့ချမ်းနော်ရှေ့ချမ်းရင်ဘက်အပေါ်ပိုင်းကအတန်းနဲ့နောက်ချမ်းပေါ့နော်ဂုံနားလေးကအတန်းလေးနှစ်ခုဒီလိုမျိုးလေးဆက်လိုက်ရင်အရန်လာတယ်အဲ့အတွက်ကြောင့်မလို့ဒီလက်မှာဆက်လိုက်တော့ကွာသူကဒီလိုမျိုးပတ်လေးဖြစ်သွားတာပေါ့နော်အခုအဲ့လိုမျိုးထိုးနည်းလေးကိုသင်ပေးမယ်ဒီတိုင်းလေးကြိုက်တယ်ဆိုလည်းရတယ်နော်ဒီလိုမျိုးလေးနှစ်ခုတီးတန်းဖြစ်နေရလေးကိုပဲသဘောကျပါတယ်ဆိုတဲ့သူတွေကတော့လိုက်ထိုးစရာမလိုဘူးမဟုတ်ဘူးကျမလိုမျိုးလက်လာလေးပြင်ဖြစ်ချင်တယ်ဆိုတဲ့သူတွေလိုက်ထိုးမယ်ကျမတို့အမွှေးချီလေးကိုယူလိုက်မယ်နော် 6.5 mm အပ်ကိုယူမယ်ယူပြီးတော့မှကြည့်ဒါဆိုရင်ဒီမှာဒီနှစ်ခုပခုံးနှစ်ခုဆက်ထားတဲ့နေရာလေးနော်သူကအတန်းတလိုမျိုးဟိုဘက်ဒီဘက်သွားတယ်ဒီဘက်ကကျတော့သူနဲ့ဆန့်ကျင်ဘက်ကိုသွားနေတဲ့အတန်းအဲ့ဆန့်ကျင်ဘက်သွားနေတဲ့အတန်းကနေကျမတို့စပါမယ်ဘယ်လိုစမလဲဆိုရင်သူပထမတန်းပေါ့နော်ဒါဆိုသူပထမတန်းလေးနော်ဟိုဘက်ချက်မှလည်းကျမကပထမတန်းမှာပဲစထားတယ်ပေါ့နော်သူနှစ်တန်းပဲလုပ်ရင်ရပြီနော်အဲ့တော့ဒီပထမတန်းရဲ့ဒီလိုမျိုးတစ်ခုဒီကြားတစ်ခုအောက်ကနေကျမတို့အက်ကိုယူပြီးသွားရင်ဆိုဒီမှာကျိုးလေးဆွဲပြီးတော့ချင်းကလေးတစ်ခုလုပ်လိုက်မယ်လုပ်ပြီးတော့ပြီဆိုရင်ကျမတို့ကနောက်ထပ်တစ်ခုမှထည့်ပြီးတော့ရင်ဒီကျိုးအတူလေးကိုပေါ့နော်ဒီဘက်ထဲကိုယ့်ဘက်ထဲကိုရွှေ့မယ်ရွှေ့ပြီးတော့ကျမတို့ရှက်ကော်လုပ်မယ်နောက်ပြီးတော့ကျိုးကိုဒီနောက်မှပြန်ထားမယ်ပြီးတော့ဆိုရင်ပေါ့နော်ကျမတို့ဒီအတန်းနော်ဒီအတစ်ကလေးဖြစ်နေတဲ့အတန်းမှာဒီအတန်းလေးပေါ့နော်ဒီပေါ်တန်းလေးနော်ဒီပေါ်တန်းလေးကိုသွားမှာပါနောက်ကျမနည်းနည်းအတန်းမှာသွားရတဲ့ဟုတ်တယ်ဒီပေါ်တန်းလေးနော်ဒီတန်းလေးနော်ဒီတန်းလေးကိုသွားမယ်ဒီမှာမရှက်ကောတစ်ခေါက်လုပ်ပြီးသွားပြီဆိုရင်နောက်တစ်ခုကျတော့ကျွန်တော်တို့စောစောကပြောသလိုဒါလေးကိုအရှိမှထားလိုက်မယ်ထားပြီးသွားရင်ရှက်ကောပြန်လုပ်မယ်လုပ်ပြီးသွားရင်ဒီကျိုးလေးကိုနောက်မှပြန်ထားမယ်မှန်နော်ရှက်ကောလေးလုပ်မယ်ဒီမှာဒီကျိုးလေးကုန်တဲ့အထိကွာဒီကျိုးအတူလေးကိုပေါ့နော်စိတ်ထဲသိမထားပါနဲ့သူကတော့အရေးမကြီးအဓိကတော့ရှက်ကော်လေးတစ်ခုတစ်ပေါက်လုပ်နေရပါတော့အဲ့ကျိုးလေးရောရိုးရိုးသိမ်းလိုက်လည်းရတယ်ကျွန်မကကျိုးလေးကိုရှေ့ထိုးလိုက်နောက်လှုပ်လိုက်နဲ့တခါတည်းဆွဲသိမ်းနေရပါတော့ဒီကတော့ကျွန်မတို့ဒီတက်တန်းလေးပေါ့နော်ဒီလိုမျိုးတန်းလေးဖြစ်နေတဲ့ပထမဆုံးဒီအတန်းမှာကျွန်မတို့ကရှက်ကော်လေးတစ်ခုတစ်ပေါက်ထိုးနေတာပါရှက်ကော်ကအရန်ကြီးမကြက်ပြင်းနေနော်ခြီလေးကိုနည်းနည်းလေးခြံပြီးထိုးပါအဲ့ဒါမှပဲကိုယ့်ရဲ့ပေါ့နော်ဒီပခုံးလေးကမကြက်မှာပါမဟုတ်ဘူးဆိုပခုံးအရင်ကြက်သွားနိုင်ပါတယ်နော်ရှက်ကော်လေးတစ်ခုတစ်ပေါက်ထိုးမယ်ဒီမိုးလေးနှစ်တန်းထိုးမယ်ပေါ့နော်နှစ်တန်းထိုးလိုက်ပြီဆိုရင်ကျွန်တော်တို့လက်ကလေးကဆက်သွားတဲ့ပုံစံလေးဖြစ်သွားမယ်ပြီးတော့သူကဒီထိလာမယ်နော်ဒီအပေါက်ထိလာမယ်ပြီးတော့ဆိုကျွန်တော်တို့ဒီဘက်ကိုလဲလိုက်မယ်လဲပြီးတော့ရင်ပေါ့နော်ဒီမှာဒုတိယတန်းကိုထိုးမယ်နော်ဒုတိယတန်းကိုလည်းထိုးမယ်သူကနှစ်တန်းထိုးရမယ်နော်နှစ်တန်းထိုးမှပဲဒီမှာဒီအောက်အပေါက်လေးကိုဝင်လိုက်မယ်ဝင်ပြီးရှက်ကော်တစ်ခုလုပ်မယ်ပြီးတော့ရင်ဒီဒုတိယတန်းမှာလည်းကျွန်တော်တို့ရှက်ကော်လေးတစ်ခုတစ်ပေါက်ထိုးပါမယ်အကုန်လုံးဆရာမလို့เนาะသူက2တန်းလောက်ဆိုရင်ရပြီဒီကကွာဟိုဘက်ဒီဘက်ကိုကျမတို့ဒီလက်မှာပေါ့နော်ဖောင်းဖောင်းဒီအမွှေးလေးနဲ့ဆက်သွားတဲ့ပုံစံလေးဖြစ်ရှင်လို့ပါကိုက2တန်းနဲ့သေးတယ်ထင်ရင်တော့3-4တန်းလုပ်လို့ရတယ်เนาะကျမတော့ခြီပေါ့ကြည့်ပြီးတော့ပေါ့နော်ကျမမှာခြီနည်းနည်းပဲကျန်တော့တယ်ဒီလိုမျိုးခြီအနေထားကိုကြည့်ပြီးတော့ပေါ့တိုးလျှော့လေးလုပ်ပြီးထိုးနေရပါတော့နင်မနတ်ခုတစ်ပေါက်စီရှက်ကော်လေးထိုးနေတာပါဒီဘက်ထဲရောက်သွားရင်ဒီဘက်ထဲဆိုရင်ကျွန်တော်တို့ဒီဘက်မှာပြန်လာဆက်ပါမယ်တောင်လေးရောက်သွားပြီပေါ့နော်တောင်လေးရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီနားလေးထိထိုးလိုက်မယ်ထိုးပြီးတော့ရင်ကျွန်တော်တို့ဒီအောက်ထဲထိကိုအောက်ကိုဖြတ်မယ်အခုဖြတ်ပြီးလာဆက်မယ်နော်ဒီလိုလေးရသွားမယ်ကွာအဲဆိုရင်ကျမတို့ဒီမှာဖြတ်ရင်ဖြတ်လိုက်လို့ရရပါတော့မဟုတ်ဘူးကိုကချီကြံလေးရဆိုရင်တော့3တန်းလောက်ထိလည်းထိုးချင်ထိုးလို့ရပါတယ်ကျမတို့ဖြတ်လိုက်တော့မယ်နော်ဟိုဘက်လည်း2တန်းပဲထိုးထားတာဆိုတော့ဒါကြောင့်မလို့ပေါ့နော်2တန်းပဲထားလိုက်တော့မယ်ပြီးတော့ရင်ဒီကျိုးလေးတွေကိုသိမ်းမယ်ကျမတို့ဒီကျိုးလေးတွေကိုဒီအောက်ထဲနေသိမ်းလိုက်မယ်ပေါ့နော်မသိမ်းလိုက်ပါမယ်ကျိုးတွေလိုက်သိမ်းလိုက်လားသိမ်းပြီဆိုရပါပြီ
ဒါလေးကတော့ဗောနော်ကျမတို့ပအိတ်ထိထိုးပြီးသွားရင်ထူးခြားတာလေးကတော့ကျမတို့ဒီမှာဗောနော်ဒီပခုံးတန်းလေးကိုဆက်ထားတယ်အဲ့ပခုံးတန်းလေးဆက်နီးလေးကိုကျမတို့လိုက်ထိုးလို့ရတယ်ဗောနော်ဘာလို့ပခုံးတန်းဆက်လိုက်တယ်လဲဆိုရင်ဝစ်တဲ့အချိန်မှာကိုကရှေ့ချမ်းနဲ့နောက်ချမ်းကိုဆက်နေတဲ့ပုံလေးဖြစ်ချင်နေဆိုရင်တော့ဒီပအိတ်မှာကျမပခုံးဆက်နီးလေးတင်ပေးထားတယ်ဒီအတိုင်းလိုက်ထိုးလို့ရပါတယ်နော်